Hello, Yum Beauty and Travel Channel လေးကကြိုဆိုပါရစေ။ညီမတို့ပင်လောင်းမှာလူတွေတချို့မသိသေးတဲ့ Hiking Place နေရာလေးတစ်ခုကိုခေါ်သွားခြင်းပါတယ်။ Hotel ထဲတွင် Adventure ဆန်လက်ပတ်စရာတွေအများကြီးရှိလို့ညီမနဲ့အတူတူကြည့်လိုက်ရအောင်နော်။ Hotel ကနေ view ကြည့်လာ။ညီမကပင်လောင်းမှာရှိရဲ့မောင်းတောင်သွားတက်မှာဖြစ်ပါတယ်။ကို Hiking Crew နဲ့ join ပြီးတော့တိတ်ဆိတ်တဲ့ KMA ပင်လောင်း Hotel လေးမှာတည်းခဲ့တာပါ။ She's chasing skies I've never named while I stay in my lane. But something in the way she moves keeps pulling at my chain. Oh, traveler. ထင်းရှူတောတွေကြားတွေကအေဂျင့်နဲ့ KME Hotel လေးမှာညီမတို့က2ရက်တည်းခဲ့တယ်ပေါ့နော်ဒီ Hotel လေးကညီမပြည်နေရအနှံ့မှာချိန်ဆန့်ထားတာဖြစ်လို့အားလုံးရင်းနှီးပြီးသားဖြစ်မှာနော် KME Hotel ကနေပြီးတော့တောင်ကူအင်းလေးပင်လောင်း115မိုင်ပဲခူးပကံအဲ့ဒီမှာလည်းရှိရပေါ့နော်အဲ့တော့ဒီ Hotel လေးမှာဘာတွေရှိလဲဘယ်လို service တွေစောင့်နေမလဲဆိုတာကိုညီမနဲ့အတူတူထပ်ပြီးတော့ကြည့်လိုက်ရအောင်နော်ဆက်သွားကြည့်မယ်ဘာတွေရှိမလဲလို့好见面。然后把每个妈妈把的又不弄。天修边你家的妈妈。好嘛你喂。ဒီဟိုတယ်မှာရေးထားတဲ့အပေါ်ကနာမည်လေးရာဒီတစ်ဆောင်မှာနာမည်လေးရာလေဒီနီးနားမှာရှိရဲ့ရွာလေးတွေကိုလေသူကအစဲပြူပြီးတော့နာမည်လေးလောက်ထားဒါဆိုရင်ပင်ထီးတဲ့မောက်တဲ့ဟာလောင်ပြီးဒီဘက်ကမေတင်ทางကိုဆောင်ပေါ့နော်ဒီဟိုတယ်ကပင်လောင်းမြို့ကိုမရောက်ခင်ทางကိုရွာမှာပေါ့နော်ทางကိုရွာဆိုပေမဲ့လည်းအဝေးဝင်ရသေးရပေါ့နော်ဒီဟိုတယ်ကိုရောက်ဖို့တနားရီခွဲလောက်ကိုဆိုင်ကယ်နဲ့တော့မဟုတ်ကားနဲ့ဝင်လာခဲ့ရပေါ့နော်ဆိုင်ကယ်နဲ့ဆိုရင်တော့တော်တော်ကြာဒါတော့တောင်ကုန်မြင်းချင်းဆိုင်ပြီးတော့တောင်ဖြူမောင်တိန်ဖြူပေါ့မောင်တိန်ဖြူရတဲ့အခန်းလေးပေါ့နော်အဲ့တော့တို့ရဲ့မောင်တိန်ဖြူကိုတွက်ကြည့်မယ်ပြန်လောင်းကအေးပါတယ်တော်ကိုအေးပါတယ်တော်အေးပါတယ်ညူခိုးတွေကြားထဲမှာရှိရဲ့မြို့မလို့တချို့ကတော့ပြန်လောင်းကိုနောက်ဖွဲ့ထားတဲ့မြို့လို့တင်စားရပေါ့နော်တကယ်တော့နောက်ဖွဲ့ထားတဲ့မြို့ကတသက်ရှိပေါ့နော်ပင်လောင်းကနောက်ဖွဲ့ထားတာမဟုတ်ဘူးတိလားဒီဟိုတယ်ကမှနောက်ဖွဲ့ထားတာဘာလို့လဲဆိုတော့လေရောက်မလားလေအဝေးကိုလာတာလုံးဝရှောက်လေရောက်လိုက်ရလုံးဝတိမ်ပြီးပေါ့မှာနှက်ပြေသမျှပဲအဲ့လိုစောက်ထားတာပေါ့နော်အဲ့တော့အခုတော့စားကြတော့ကြမယ်ရမယ်ဒါတော့မင်းညအခါမနေ့ခင်ပေါ့နော်ဒီမှာစားလို့ရတယ်ဘောနော်ဒါထင်းရှူတီလေးရေပြင်မယ်နော်ဒါကဟင်းတုံးနဲ့ကစုံရွက်ပေါင်းနဲ့ဒါဟင်းတုံးဒါကစုံရွက်ကြော်ထားလားဟောမြင်ခွာရဒီမှာကစုံရွက်လို့ရေးထားလို့ကစုံရွက်ကြော်ဒါကစုံရွက်ကြော်ဒါတော့ခါရီကျဥကြော်နဲ့ဒီမှာကျဥကြော်ပါနော်ခါရီကျစားချက်စားလေး
ဒါတော့ငါးချင်စမ်းနဲ့ကျန်ရုပ်ကောင်းနဲ့ဆိုတော့ငါးချင်စမ်းစားလို့ရတယ်ကျန်ရုပ်ကောင်းကတကယ်ချင်းလေးစားလိုက်မယ်ငါတော့ခဏကြငါးချင်စမ်းစားမှာပါငါခောက်ဆွဲကြလိုက်နာထမင်းမစားချင်တဲ့လူကခောက်ဆွဲကြောစားတယ်ဟိုမှာထမင်းကြောရှိတယ်ဒီမှာခောက်ဆွဲကြောပေါ့နော်ဒီမှာကျပဲတော့ထမင်းကြောပဲတော့ထမင်းကြောပါဒါတော့မပြီးတော့ ပဲပုတ်ထောင် ဟောပဲပုတ်ထောင်ပါပဲပုတ်ထောင် ရှမ်းပဲပုတ်ထောင် ရှမ်းပဲပုတ်ထောင်နဲ့ငါပြီးတော့ထင်းနေရှမ်းပဲပုတ်ထောင်နဲ့ကျေးဇူးပါဒါမုံဒီအင်းမုံဒီဆိုတာဘယ်လိုလဲ အင်းမုတ်တီးကကြတော့သူကဟိုငယ်ငါးနဲ့ချက်ထားတဲ့ဟာလေးပေါ့ငါးရဲ့ဆန်လော်လေးရပါမယ်ရှင်ငါးရဲ့ဆန်လော်ပါမယ်ကျွတ်တော်မိတ်လေးနည်းနည်းလေးညက်ထဲမယ် အင်းမုံဒီဟောအင်းမုံဒီစားကြည့်အောင်မယ်ထူဆန်းတယ်ဒါကလက်ဖက်ရွက်စင်တော့အော်လက်ဖက်အရွက်ကိုအစိမ်းတောက်ထားစိတ်ကလာဒီနေ့လေးနည်းနည်းဖြိုးလိုက်တယ်ရှင်ဖြိုးပြီးတော့စက်တင်ပါ ဒါလေးလဲစားကြည့်မယ်ဒါကငါးချင်စက်လက်ဖက်ရွက်အစိမ်းတောက်ခမင်းကြောက်ပါနော်ဒါတော့ဟင်းတော့မောင်မြမမောင်ဟင်းတော့ဒါတော့ဒီကတော့စမ်းစားကြည့်ရမယ်အစားအစာပေါ့နော်အဓိကအစားအစာပေါ့နော်ဒါကအင်းရိုးရမောင်ဟင်ကားလို့လည်းပြောလို့ရတယ်ပေါ့နော်ဒါတော့ကစွန်ရွက်လေးကိုကြော်ထားတာပါကဲဒါတော့ watermelon juice ကဲစားပါမယ်အင်းရိုးရမုံဒီအေးပါမောင်ဒီပါဒီချက်တော်မဲကြိုက်တဲ့သူတွေဆိုတော့ချက်တော်မဲနဲ့မှုနေနေပါနော်စားလို့အရသာရှိရဲကောင်းတယ်ကြောက်လေးရောတော့ကောင်းမယ်အဲ့အင်းရောမုံဒီကပြောဒါကလက်ဖက်ရွက်နှုတ်ထောင်ပေါ့နော်ပြီးတော့လက်ဖက်ရွက်နှုတ်တော့ဒါကဒီခမင်းကျော်ပုံမှန်တိုင်းပဲဒါပဲငါးချင်စက်တော့အဲ့တော့ဒါလေးအရင်ဖိုင်းကြည့်ရအောင်နော်ငါးချင်စက်ကငါ့ကိုသူကလူတိုင်းငါအသားကိုလူတိုင်းမချက်တယ်နဲ့သူကငါအသားကိုကြော်ပြီးတော့ချိုချင်လိုမျိုးပြန်ပြီးတော့ချက်ထားတာပေါ့နော်ဟုတ်ဒါလေးတော့စားကောင်းတယ်ငါနဲ့တော့မတူဘူးပေါ့နော်စိတ်ရှိရှိနဲ့လည်းရှင်းပြပေးရဲဒီ KME Hotel မှာသဘောကောင်းတယ်ကျေးဇူးတင်ပါတယ်ရှင် โอเคဒါတော်တော်ကြာရယ်တနားရီခွဲလောက်ကမောင်ရရပေါ့နော်ဒီ hotel ကထင်ထားတဲ့ထဲကိုတော်တော်လာရယ်ဈေးနှုန်းလည်းအဆင်ပြေရပေါ့နော်ဒီ hotel မှာဆိုရင်အဆင်ရတယ်အပြင်ကိုထွက်ပြီးမှာစရာမလိုဘူးဒီမှာအကုန်အဆုံးရတယ်ပေါ့နော်ဈေးလေးလည်းတန်နေပါနော်ဒီနေ့တောင်းမယ်ညီမတို့တဲ hotel နောက်ပြီးဒီအိမ်လေးပေါ့နော်ညီမ hotel ကနောင်ပြီးကိုသွားပြီးတော့ဖြီးလိုက်အောင်မယ်ပြီးရင်ဒီမှာကခဏနေကြရင်မောင်းတောင်သွားမှာပေါ့နော်အဲဒါကြောင့်ဒီနောင်ပြီးကိုအရင်ဆုံးဖြီးလိုက်အောင်မယ်မိတ်ကပ်တွေပါ online အောင်မယ်နော်အဲ့တော့ကြည့်ရှုပေးကြတဲ့သူတွေတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်အပိုင်းနဲ့မှပြန်လာခဲ့ပါပြီပေါ့နော်ပတ်ထူးမှပြန်လာမှာတတား